အမေစုတော့အမောင်လေးကမျက်နှာကြီးတုံမှုန်နေတော့ဤတစ်ဖြင့်အမောင်လေးကအကြီးကျော်ကိုမျက်နှာကြောတဲ့သူမဟုတ်ဒီကြားတဲ့အကြီးကျော်ဤသမီးနှစ်ယောက်ဖြစ်သောမမ္မိဆန်းနဲ့မမ္မိချမ်းတို့နှစ်ယောက်ကပါလာအုံးမြည်ဆိုတော့အမောင်လေးကအလိုလိုအပြိုထိုင်းဖြစ်ရတော့မှာမဟုတ်လားတလဲနဲ့တလဲဟိုဘက်ဒီဘက်လှမ်းစားကြနောက်ကြကြောင်ကြလင်မျက်နှာပူရတော့မည်မဟုတ်လားအမေနှင့်အမောင်လေးကိုထားခဲ့ပြီးတနခါလူဖို့အနောက်ခန်းထဲခင်နှောင်းဝင်ခဲ့သည်ဒီဇယ်မီးခွက်ကြီးကိုထွန်းပြီးမှန်ရှိချကကိုမျက်နှာကိုတေချာကြည့်နေမိလိုက်သေးသည်ကိုညွတ်ညွတ်မျက်ခုံးမွေးတုတ်တုတ်မဲမဲကြီးနှစ်တွဲကခင်နှောင်းမျက်နှာပေါ်မှာအထင်းဆုံးမျက်လုံးဝိုင်းတာကအမေကိုတူပြီးနှာရံဖြောင်းစင်းစင်းကအဖေနှင့်တူသည်ဝိုင်းဆက်ဆက်မျက်နှာလုံးလုံးကလေးပေါ်ကနှကန်းထူထူကလေးကတော့ဘသူနှစ်မှမတူသောခင်နှောင်းကိုပိုင်ဖြစ်မိထင်၏အမရောအကိုရောအသားညူတလောင်ခင်နှောင်းကတသွေးတမွေးဖြင့်အသားကလေးဝါဝင်းဆူဖန်နေသည်တနခါကိုတောရဲသွားသလိုပဲဘဲကြားလူလိုက်သည်တောရဲဆိုသည်မှာရာတဲ့ကိုင်းတဲ့ကိုခေါ်ခြင်းဖြစ်သည်ပါးပြင်နှစ်ဖက်ပေါ်တွင်တနခါတွေအပြစ်လိုက်ပုံကတပုတ်တန်ဖြစ်ချရင်ပကွက်ကလေးကိုပုံဖော်ယူသည်တနခါဆွန်းသွားတော့ကြောက်နီငကက်ကလေးကိုလက်သွေးဆုခါဖြတ်လိုက်တော့ရဲမဲ့သွားလေ၏မိတော့ရောင်ထဲမှာကြောက်နီငကက်ကလေးကတစ်ဖြက်ဖြက်။ကိုင်းနွားတက်တော့ထွက်ကြတယောက်ဆောင်နဲ့နေမြင့်သွားလိမ့်မယ်ကိုနီနန်းရောက်3နာရီလောက်မောင်းရတာနွားတွေနေပူမိမှာဆိုရတယ်အဖေအတန်ကြားတော့မှခင်နှောင်းအဝတ်အစားကိုကတိကကြီးလဲကထွက်လာခဲ့သည်အဖေလောစောသဖြင့်နွားနှကောင်ကောက်တက်လိုက်ရတော့လေအမောင်လေးကစိတ်တော့ပါဖို့မရသူကညနေဆောင်မှမဖူးငုံတို့လဲတွေနဲ့အတူထွက်ချင်ပုံရသည်အမေကလှဲပေါင်းမိုးတဲ့ခေါင်းထိုးကြည့်ရင်လိုအပ်သည်များပါမပါတစ်ခုချင်းလှန်လောကြည့်နေသည်လှဲဦးထိတ်တွင်တောက်ရီအိုးနှင့်ထမင်းအိုးတောင်ဟင်းအိုးတောင်လှဲပေါင်းမိုးထဲမှာတော့ဆောင်းတုံးနှင့်အဝတ်အစားအိတ်ပြီးတော့ခင်နှောင်းအတွက်တနခါတောင်းကလေးဒီဖာတောင်းကလေးထဲမှာဘီးနှင့်မှန်ပါသည်မနေ့တုန်းကလေးကလက်မောင်းအောက်နေအောင်သွေးထည့်ထားသည်တနခါနှင့်ဘူးကလေးပါသည်ပြီးတော့မျက်ခုံးမွေးဆွဲတံကလေးနှင့်မကုံတကုံနှခမ်းဆိုးစေးတောင်ဘူးကလေးလဲမမေ့မလျော်ထဲခဲ့ရသေး၏ချစ်ခင်ဖို့ကွန်းအစ်ပါပြီလားအေးဟုတ်သားပဲကွန်းအစ်မယူရသေးဘူးအဖေကလှမ်းသတိပေးမှခင်နှောင်းကြပြကြရာပြေးယူရ၏အဲ့ဒါဟာတွေကြောင့်အမေသမီးကိုကြုတ်ငေါက်ရတာသာသူ့ဖို့ကြမမေ့ပါဗျာအမောင်လေးကခင်နှောင်းဤတနခါဖာတောင်းကလေးကိုမင်းငေါ့ပြလိုက်သည်တဘောကတော့ခင်နှောင်းကအပြိုလို့ဖို့ရာလောက်သာဆက်ရောက်နေသည်ဟုငေါ့လိုက်ခြင်းဖြစ်သည်အဖေတို့အမေတို့ရှိမှမို့ခင်နှောင်းဘာမှပြန်မပြောဘဲအသာငြိမ်နေလိုက်၏ပြီးတော့ဒီလန်းဒီခရီးကသူ့ဖို့မှရောက်ရမှာမဟုတ်လားစိတ်မဆိုးတော့လဲကောက်လိုက်ခြင်းနေသည်ခင်နှောင်းအမေမသားတွေမမေ့နဲ့နော်နှစ်အောင်ဝဲခဲ့တစ်နှစ်မှတစ်ခါဝဲရတာပွဲတော်တွင်မှပစ္စည်းကဆုံးတာကိုနွားနဲ့ကိုလဲအားနာစရာမလိုဘူးဈေးနာများစစ်ဆက်ဝဲနော်ဈေးတယ်ကဆိုတိုင်းမပေးနဲ့နာနာစစ်ဟက်ဘာမှတ်လို့တော့12ပွဲဈေးတယ်တွေရဲ့8ဆက်ကဂျင်ချေလဲပြီးသားသူတို့ကတရားဆိုရင်ကိုက90လောက်ဖမ်းစီထဝက်ခောက်ချိုးစစ်မှဈေးကတန်ကားကြတာတဆိုင်တဲ့ပေမဝဲနဲ့ဟိုဆိုင်ဒီဆိုင်လဲမေးဈေးဝယ်ရင်ပစ္စည်းလဲကြည့်လူလဲအကဲခတ်မျက်နှာပေါက်မကျက်ရင်မဝယ်နဲ့ပြီးတော့အမလေးအေးသာရမင်းမလိတ်သွားပါရောလားဟာနေလို့ပေါ့ကိုဗမင်းရဲ့အိတ်တာတို့ကဒိုးတန်ကြားလို့ကတော့လက်လှုပ်ချင်းခြေလှုပ်ချင်းတွေကပါတော့ဗိတ်ကြီးအင်းထိုးနေတာတော့မောင်ကြီးကျော်စီအရောက်သွားခဲ့သေးတာတော့အတီပဲဟာအော်ခင်နောင်အမေနေမကောင်းလို့နန်းထီနန်းရောက်မလာနိုင်တဲ့အကြောင်းမောင်ကြီးကျော်ကိုဂဂနနတောင်းပန်လိုက်အောင်နော်ပန်းကိုလက်ထိလက်ရောက်ဆက်ဟဲပြန်မဲလဲပါအောင်ယူခဲ့ဒါမှမောင်ကြီးကျော်ကလည်းလက်ထိလက်ရောက်မှအိမ်ကနေလဲအမေလန်းတင်မှာတမှာပါအော်နေအောင်အပြန်ခင်ဦးတို့စီဝင်းကြီးပဲငပိ4ပြည်လောက်တောင်းခဲ့စမ်းကြားလားပဲငပိကြောင့်လောက်ရအောင်လို့အင်းမအမေရဲ့မပြီးနိုင်မစည်းနိုင်အထက်ထက်မှကြားနေသည့်အမေကိုကြည့်ရင်ခင်နှောင်းစိတ်မကောင်းဖြစ်မိသေးသည်နှစ်ပေါင်းများစွာကိုကြီးကျော်နန်းကိုပွဲတွင်ပွဲခါရောက်တိုင်းမပြတ်မကွက်နန်းထိနန်းရောက်ဥတိုက်ခဲ့သောအမေ၏ယုံကြည်ဆွဲလန်းမှုကိုခင်နှောင်းရင်နှင့်နားလည်လိုက်မိ၏အမောင်လေးကတော့အမေကိုစိတ်ရှည်ပုံမရပါလှဲကြီးတောင့်ထားရင်းကမျက်နှာများတုံမုံလို့ကဲသွားမယ်ဗျာအဖေသွားပြီပြို
ပျော်ပျော်ဆိုဆိုလှဲကိုမောင်းထွက်လာခဲ့သည်ခင်နောင်းကလှဲနောင်မိမှဆွဲခနဲ့တင်မလွဲခုံတက်ရင်ပတ်စံလွဲအိတ်ကလေးကိုအမေမြအောင်ပြပြီးစုထုံးလိုက်သည်ခင်နောင်းတို့တောရွာသူများတလေတော့မြို့ကြီးသူမမများလို့တရအိတ်များမလွယ်တတ်ကြပါအိတ်တလုံးကိုစုထုံးပြီးရင်ခွင်တွင်အ၍ကြစ်ကြစ်ပန်းအောင်ပွေထားတတ်ကြသည်ပတ်စံတစ်ခါပြောင်းရင်တသက်လုံးနှမျောမဆုံးတော့မနေ့ညကလေးကအမေကခင်နောင်းကိုဈေးသုံးငွေတွေလွဲအိတ်ကလေးတဲ့ထဲရင်ကိုနှစ်မကွာထားဖို့တတွတ်တို့မှားကြခဲ့သည်မဟုတ်လားဟင်အမောင်လေးအကြီးကျော်တို့ကိုခေါ်ရအောင်ပါလေတို့အိမ်လမ်းဘက်တို့မချိုးပဲရွာလေလမ်းမကြီးဘက်စီတို့လှဲကိုပန်းမောင်းလိုက်ခြင်းကြောင့်ခင်နောင်းကလှမ်းတတိပေးလိုက်ခြင်းဖြစ်သည်တိတယ်တို့အိမ်စီသွားပေးနိုင်ပါဗျာလမ်းထက်ရောက်ရင်နေလှမ်းဟစ်လိုက်လှဲရှိအားလာစီးပလေစီအမောင်လေးနဲ့တော့ခက်ပြီးဒီနှစ်အမေပါမလာတော့သူကဘိုးလို့တော်မှသေးကြသည်ခင်နောင်းကလှဲပေါ်မှဆင်းကလမ်းလေးကွာစုံထိတ်မှနေ၍အကြီးကျော်တို့ကိုဟစ်ခေါ်ရတော့ဤအတန်လူကြားလို့ရှက်စရာမရှိပါဒါကရွာထုံးစံအော်ခေါ်နေကြအကြီးကျော်ရေလှဲရောက်ပြီးထွက်ခဲ့တော့တော်ရီဟေးအေးလာပြီဟေးဒီလိုအော်တန်ဟစ်တန်တွေကခင်နောင်းတို့တင်မကပါနှက်ပွဲကြုံလိုက်သူတိုင်းကိုတကြောကြောဟစ်ကြခေါ်ကြတရွာလုံးအိတ်လို့မရအောင်စူညံနေတော့သည်လှဲနွားမရှိလို့ကိုကြီးကျော်စီမလိုက်နိုင်သူမရှိစေရလှဲနွားရှိသူကမရှိသူကိုစောင့်ခေါ်တတ်ကြသည်တရွာလုံးကလည်းဆွေရိတ်မျိုးရိတ်မကင်းကြသူတွေဆိုတော့ချောင်းရလှဲပေါ်တက်စီလိုက်ကြယုံသာရွာထိပ်ကလော့စပီကာအတန်းကလည်းပို၍လွှင့်တက်လာသည်အကြီးကျော်တို့သားမိ၃ယောက်ထမိန်တွေဆွနောင်ဆွဲ၍ထန်းခေါက်တောင်ကိုစီရွက်ခါထွက်လာကြသည်ခင်နောင်းကအကြီးကျော်ခေါင်းပေါ်ကတောင်းကိုပြေးယူကလှဲပေါ်ဆင့်တင်ပေးသည်အကြီးကျော်တို့သားမိ၃ယောက်နှင့်တောင်း၃တောင်းတင်လိုက်တော့လှဲကမလှဲ့သားအောင်ကြက်ကြက်တက်တက်ထိန်ကြရတော့ဤအလိုပြအကြီးတို့ဟာကနှက်ပွဲလိုက်တာနဲ့မတူဘူးတရွအိမ်ထောင်ပြောင်းတာကြနေတာပဲညီအိတ်ညစ်နေဆိုတော့ထဲ့ရတာပေါ့ငါတူရဲ့မင်းနဲ့ဘာမှမပါပါဘူးကွယ်ထမင်းအိုတောင်ဟင်းအိုတောင်နဲ့ဆောင်းကလေးပါလေးပါဒီတောင်းကနှပွဲသုံးဖို့ရအောင်အိမ်ကငရုတ်တောင်ထဲလာခဲ့တာခင်နောင်တို့ရွာတွေကနှပွဲတို့သွားရင်ကိုယ်စိတ်ခင်းထွက်ကလေးတွေရောင်းကြချကြတာမျိုးရှိသည်တပိုင်းတနိုင်ကိုကြီးကျော်နှပွဲသုံးဖို့အတွက်ပွဲကင်းထဲမှာငွေဖြည့်ပွဲကင်းထဲမှာပဲတုံးကြသည်ခင်နောင်တို့ကျွန်းနယ်ရွာကလေးများမှာတီးနှံကိုမြင်းကြံမျိုးဘက်လဲပို့သည်ရေစကြိုးဘက်လဲတက်ရောင်းကြသည်မြင်းကြံတို့သွားခြင်းလျင်ရွာမလှဲနှင့်တီးနှံတင်ကအေယာဝတီမြစ်ကမ်းပေမြေတော်တင်မောစိတ်ကိုတကန်တကတဲကြရသည်မြေတော်စိတ်မှတင်မောဆောင်စည်းခြင်းစီဆက်လေငါတင်ခြင်းတင်မြင်းကြံပွဲရုံများကိုသွားကြရသည်ရေစကြိုးဘက်သို့သွားရောက်လိုလျင်လဲလှဲဖြစ်မီချင်းတွင်မြစ်စိတ်ကမ်းစင်ချေရရွာမော်တော်စိတ်ရောက်အောင်မောင်းရသည်စင်ချေရရွာမှတဆင်မော်တော်ကလေးများဖြင့်ရေစကြိုးမြို့သို့ကူးရသည်ဘယ်မြို့ကိုပဲသွားလူပန်းနွားပန်းတာလဲအတူတူစရိတ်ထောင်းနာခြင်းလဲအတူတူပင်တီးနှံပွဲစားများလက်ဝဲအရောက်ကိုကစရိတ်စကားအကုန်ခံရသည်မြင်းကြံသွားလျင်အေယာဝတီမြစ်ကိုဖြတ်ကူးရမည်ရေစကြိုသွားလျင်ချင်းတွင်းမြစ်ကိုဖြတ်ကူးရမည်ခင်နောင်တို့ကျွန်းရွာကလေးတွေမှာခရီးလက်မန်းဆက်သွယ်ရေးရင်ကလှဲနှင့်နွားပင်ဖြစ်၏ရွာကိုလာ၍သိမ်းသောအထိန်သီးနှံပွဲစားများတော့ရှိပါသည်ဈေးကထဝက်ခေါက်ချိုးအနှိမ်ခံရတတ်သည်ဒီတော့ကိုကဈေးကုံလူပန်းခံရတာနှင့်အထိန်ပွဲစားဤစိုးစေးပေးစေးကြက်ရရွေ၍ရောင်းကြရသည်မောင်လေးကတော့ရွာလက်ဆွဲတီးနှံပွဲစားများဤခေါင်းပုံဖြတ်ကိုမခံဟုဆိုကရေစကြိုမျိုးအထိတကန်တကတဲကပိုးကပွဲရုံများသို့အရောက်တွားသွင်းတတ်လေ၏ရွာထိပ်မှလဲတွေအတော်ရောက်နေပြီကိုကြီးတောင်အောင်လှဲကထိတ်ဆုံးကလော့စပီကာဟွန်းကြီးကိုလှဲပေါ်မေးတင်၍အတန်ကုန်ဖွင့်ထားလေ၏ခင်နောင်တို့လည်းရောက်သွားတော့လှဲက6စီးတောင်ရှိနေပြီလှဲတဲ့နောက်မှလှဲကိုဝင်းထိုးကနေရာယူလိုက်သည်အတန်ချက်ဆက်ကကိုကြီးတာမောင်အိမ်ပိန်ငှားစားတာမဟုတ်ဝါသနာကြောင့်ဝယ်ထားခြင်းဖြစ်သည်ဟယ်လိုဖြုံဖူကျေးရွာအတွင်မှဖ
ဖေကြီးကြော်ပွဲလိုက်ကြမဲ့လှဲများခမကျွန်တော်တို့ရွာထိပ်မှာလှဲတွေအတော်ဆုံးနေပါပြီလို့နော်အခြားရွာကလှဲတွေလမ်းပေါ်တောင်ရောက်နေကြပြီခမကျွန်တော်တို့ရွာကလှဲထွက်နောက်ကြရင်ဝရိယမရှိလေခြင်းသူများနောက်ကောက်ကြလေခြင်းစကားတင်းအဆိုခံရရင်ရွာနာမည်ပြက်လာတယ်ဗျာအချိန်မဆိုင်ပဲအိမ်တိုင်းကလှဲတွေထွက်ခဲ့ကြပါတော့ဗျို့ကိုကြီးတာမောက်အတန်ဆုံးသည်နိပခန်းမင်းချော့နှရိုးတန်တွေကကက်လျက်ချက်လျက်ထွက်ကြလာသည်ခင်အောင်တို့တွေမပြောနှင့်နွားတွေပင်လင်းခြေတပြင်းပြင်းလက်တမော့မော့နှင့်ခြူတန်တွေစုဝေနေတော့ဤကြားတယ်ကွာစောက်မနေနဲ့တော့ဦးလဲကြမောင်စံအမောင်လေးကလှဲဦးထိတ်မှရက်ခါဟစ်လိုက်သည်ခင်အောင်တို့နောက်မှလှဲတွေလင်းငါးစီထက်ရောက်လာသည်ခဏနေတော့ရှေ့ဆုံးမှကိုကြီးတာမောင်လဲကစားထွက်တော့သည်လှဲ15စီးတန်းစီမှာကက်ဆက်နှရိုးတန်တွေလူတန်တွေလှဲတန်ခြူတန်တွေလှဲပိုင်းစလိုက်လိုက်သည်နှင့်ခင်နှောင်းမှာအပျော်တွေလူးလွန်လာခဲ့သည်နှစ်စဉ်နှစ်တိုင်းလိုက်နေကြသွားနေကြပွဲဆိုတော့လေတနေ့တစ်ခါဒီအပျော်ဒီခံစားမှုတွေကခင်နှောင်းအတွက်အမြဲလိုရင်ဖိုးရသည်အခုလဲအပျော်ကြောင့်မျက်ရည်များပင်စို့ကျင်နေပြီအတန်ချက်ဆက်ကတချင်းနှင့်လှဲတံတွေရောထွေသွားသည်ရွာဦးရေကျော်ချောင်းဆောက်တရားကိုတွန်းခဲ့ပြီးအဝေးစီမှထရောညညိုကြီးမှာမြူတွေနှင့်ဖုံးကမှိုင်းမုံလို့နေသည်တပေါင်းလာဦးနှင်းစာကလေးတွေတစ်ခင်းတွေထဲရွှဲနေနေသည်လေကလေးဝေ့လိုက်တော့ခင်နှောင်းချမ်းစိမ့်စိမ့်ကလေးပင်ဖြစ်သွားမိသေး၏သွားပါဟာကောင်ကြီးရတွေ့ဘူးလားသူများတွေသွားနေတာရောဗျာအမောင်လေးကသွားနေသည့်နွားတွေကိုအပြစ်ရှာရင်းတိုးလို့သာငေါက်နေသည်မဖူးငုံမပါလို့များလားဒီလိုတွေးမိတော့ခင်နှောင်းရည်ကျင်သည်